ဦးတန်းရွှေအပါအဝင်ပင်စင်စားဗိုလ်ချုပ်ကြီးတွေဟာစစ်ကောင်စီထံမှခွင့်တိုင်နေရတယ်ဆိုတဲ့သတင်းလဲထွက်ပေါ်လာပါတယ်ထိတ်တန်းခရိုနီကြီးတွေလည်းနိုင်ငံရခြားသွားမယ်ဆိုရင်ခွင့်တိုင်ရတယ်လို့နေပြည်တော်သတင်းရက်ကွက်ကဆိုပါတယ်ဗိုလ်ချုပ်မူကြီးဟောင်းတန်းရွှေမိသားစုလည်းခွင့်တိုင်နေရတယ်လို့ဧည့်သည်အဝင်အထွက်တွေကိုလည်းစစ်စစ်ခံနေရပါတယ်ဦးတန်းရွှေသမက်ဒေါက်တာနေစိုးမောင်ကိုလည်းစစ်ကောင်စီကပုံမှန်905ကနဲ့ဖမ်းဆီးပြီးထောင်ဒဏ်3နှစ်ချမှတ်ထားပါတယ်6လုံးတန်းမှာခွင့်တိုင်စရာမလိုသူတဦးတော့ရှိပါတယ်သူကတော့ဒုတိယဗိုလ်ချုပ်မူကြီးဟောင်းမောင်အေးပါတပ်မတော်ကြီးချုပ်ဖြစ်ခဲ့ပြီးနဝတနာအဖဒုဥက္ကဋ္ဌအဖြစ်နှစ်ပေါင်း20လောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဦးမောင်အေးဟာယခုအချိန်မှာတော့လေဖြတ်ယောဂါကြောင့်လက်တွန်းလှဲနဲ့နေထိုင်ရသူပါသူဟာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုပေးဖို့အတွက်ဗိုလ်ချုပ်မူကြီးဟောင်းဦးတန်းရွှေကိုမှတ်ချက်ပေးခဲ့သူဖြစ်ပါတယ်မင်းအောင်လှိုင်ဟာရာဇသင်္ကာအဝိုင်းနာက6လုံးတန်းမှာပဲသူ့အတွက်အိမ်တော်ကိုလွန်ခဲ့တဲ့နှစ်တွေကစပြီးစောက်လုပ်နေပါပြီဒါအပြင်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းအပါအဝင်ဦးမောင်အေးရဲ့လူယုံတော်တွေဟာယနေ့မြန်မာစစ်တပ်ရဲ့ထိပ်ပိုင်းနေရာတွေကိုရယူထားကြပြီးဖြစ်ပါတယ်လက်ရှိကာကွယ်ရေးဦးစီးချုပ်ယုံကြီးကဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ဟာဦးမောင်အေးရဲ့တူဖြစ်တယ်လို့သိရပါတယ်2023မှာအဂတိလိုက်စားမှုနဲ့အရေးယူခံလိုက်ရတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညာလက်ယုံဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာလည်းဦးမောင်အေးရဲ့လူဖြစ်ပါတယ်စစ်ကောင်းဆောင်အပေါ်မှာဒုတိယဗိုလ်ချုပ်မှုကြီးဟောင်းမောင်အေးရဲ့ကျေးဇူးတွေအများကြီးရှိခဲ့ပါတယ်အာနာရှင်ဟောင်းဦးတန်းရွှေကဦးမောင်အေးဟာသူ့ကိုတကွက်ကြောသွားတာကိုနောက်ကျမှသိရှိသဘောပေါက်သွားတယ်လို့ဆိုကြပါတယ်6လုံးတန်းမှာဗိုလ်ချုပ်ကြီးအေးလို့တပည့်တာဝကတွေကချစ်စနိုးနဲ့ခေါ်ပေါ်သူတူပဲခွင့်တိုင်စရာမလိုပဲကြံတဲ့သူတွေကတော့ခွင့်တိုင်ရသူစီးရင်ဝင်တွေဖြစ်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်